လောကမှာရေသန့်နေကြီးတောက်နေလို့လူကတန့်လာတာမဟုတ်ဘူးအလုတ်အကိုင်းအနေအထိုင်အပြောအဆိုစိတ်နေစိတ်ထားတွေတန့်ပြီးတော့နေမှလူကလူသန့်တစ်ယောက်ဖြစ်လာမှာဖြစ်တယ်လောကမှာအဝတ်ကောင်းအစားကောင်းစတိုင်ကောင်းနေနဲ့နေလို့လူကလူကောင်းဖြစ်လာတာမဟုတ်ဘူးအလုတ်ကောင်းအပြောကောင်းစိတ်နေစိတ်ထားတွေကောင်းအောင်နေမှလူကလူကောင်းတစ်ယောက်ဖြစ်လာတာဖြစ်တယ်အထက်မြင့်တိုက်ကြီးတွေပေါ်မှာနေလေရင်ကြီးတွေစီးပြီးတော့နေနိုင်လို့လူကအဆင့်မြင့်နေတာမဟုတ်ပါဘူးနှိမ်ပါသူတွေကိုတနာအရှင်တန်းသူတွေကိုလေးစားကိုယ့်ထက်သားသူတွေကိုမေတ္တာတွေထားနိုင်ပြီးတော့စိတ်ဓာတ်တွေမြင့်မားနေမှမြင့်တဲ့လူမြတ်တဲ့လူကဖြစ်လာတာဖြစ်တယ်ဇလပမာဏရေရဲ့အတိမ်နဲ့ကိုကုမုဒနာလံကြာရိုးကိုမြင်သဖြင့်သိနိုင်တယ်တဲ့ကုလပမာဏလူတယောက်ရဲ့အမျိုးရုပ်သလားအမျိုးမြတ်သလားဆိုတာကလည်းဝိနယောပဒါနာအဲ့ဒီလူရဲ့ကိုယ်အမူအရာနှုတ်အမူအရာလောက်တာကိုင်တာပြောတာဆိုတာစိတ်နေစိတ်ထားလူစီကံရှိမရှိဆိုတာတွေကိုကြည့်ပြီးတော့မှဒီလူကအမျိုးရုပ်သလားအမျိုးမြတ်သလားဆိုတာသိရတာဖြစ်တယ်ဗျတ်တိတ်ပမာဏပညာရှိသူလားပညာမရှိသူလားဆိုတာကိုတော့လေတတိကဝက်ကြအဲ့ဒီသူပြောတဲ့ဆိုတဲ့စကားကိုနားထောင်ပြီးမှသိနိုင်တယ်ပထဝီပမာဏမြေကြီးကောင်းသလားမကောင်းဘူးလားမြေကြီးကောင်းမကောင်းကိုတော့တိနမိလာတန်တဲ့မြက်ပင်ညှို့မညှို့ကိုကြည်ပြီးတော့သိနိုင်တယ်ဒါကြောင့်မိမိဟာတန်ဖိုးရှိသူဖြစ်ချင်သလားမိမိရဲ့အပြောအဆိုအနေတိုင်းစိတ်နေစိတ်ထားတွေကိုတန်ဖိုးရှိတဲ့ပြောဆိုနေထိုင်ပြီးတော့စိတ်ကောင်းစေတနာကောင်းတွေဖြစ်အောင်လုပ်ပါမိမိကိုယ်ကိုအဆင့်မြင့်မြင့်နေသူဖြစ်ချင်သလားမိမိရဲ့အပြောအဆိုအနေထိုင်စိတ်နေစိတ်ထားတွေကိုကောင်းတဲ့ကောင်းလာအောင်မြင့်တဲ့မြင့်လာအောင်မြင့်ပေးပါအဆင့်မြင့်ပြီးတော့နေထိုင်ပြောဆိုပါလို့ပြောချင်တယ်မိမိကိုယ်ကိုလူသန်းတစ်ယောက်ဖြစ်ချင်သလားမိမိရဲ့အပြောအဆိုအနေထိုင်စိတ်နေစိတ်ထားတွေကိုမကောင်းတဲ့အရာတွေဘက်မကတ်ရအောင်မိမိရဲ့ကာယကံအလုပ်တွေတန့်အောင်မိမိရဲ့ဝစီကံအပြောအဆိုတွေအကုသိုလ်တွေကင်းပြီးတော့အပြည့်ရှင်းပြီးတော့တန့်နေအောင်မနောကံစိတ်နေစိတ်ထားတွေတန့်နေအောင်ကြိုးစားအားထုတ်ပါလို့ပြောကြရင်နဲ့ညီကုန်းချုပ်ချင်ပါတယ်အားလုံးလူသန့်လူကောင်းလူအဆင့်မြင့်သူများဖြစ်အောင်ကံသုံးပါးကိုမြင့်တင်နိုင်သူများဖြစ်ကြပါစေ